အားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့ကျွန်တော်တင်ပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့နက္ခတ္တဗေဒခေါ်တဲ့နက္ခတ်ဗေဒပညာရဲ့နဲ့ပတ်သက်ပြီးတော့သိတိုက်တဲ့အကြောင်းအရာလေးများကိုကျွန်တော်လေ့လာမှတ်သားရသလောက်တင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နက္ခတ္တဗေဒပညာရဲ့မှာမိတ္တပြိတ္တမေထုံကရကသေကံတူမြိတ်စာဓနုမကာရကုံမိန်စတဲ့ယာသည်12ခုကိုအခြေခံပြီးတော့ဟောပြောရတဲ့ပညာဖြစ်ပါတယ်နောက်တစ်ခါတနင်္ဂနွေကျိုးတနင်္လာကျိုးအင်္ဂါကျိုးဗုဒ္ဓဝုကျိုးကြာတာပတေးကျိုးတောက်ကြကျိုးစနေကျိုးရာဟုကျိုးစတဲ့ကျိုးရှေ့လုံးနဲ့ဒီပထမခုနကျွန်တော်ပြောခဲ့တဲ့ယာဒီ12ခုနဲ့ပတ်သက်ဆက်နွယ်မှုကိုအဓိကထားပြီးတော့ဟောပြောကြတာဖြစ်ပါတယ်နောက်တစ်ခါနက္ခတ္တဗေဒပညာရဲ့မှာအာတာဝရီပရဏီကြတ္တိကာယောဟနီမိဂတိဒနာသိဒတရုံစတဲ့နက္ခတ်28လုံးနဲ့နက္ခတ်ပတ်ရည်နဲ့ဆက်မှုလည်းရှိပါတယ်ယာသည်နောက်တစ်ခါယာသည်တွေနဲ့ဂျိုတွေနဲ့ဆက်နွယ်မှုနက္ခတ်28လုံးနဲ့ပတ်သက်ဆက်နွယ်မှုတွေကိုထည့်သွင်းဟောပြောရတာဖြစ်ပါတယ်ဟောပြောမယ်ဆိုလို့ရှိရင်ဥပမာအဖြစ်ဇာတာရှင်တယောက်ရဲ့မွေးနေ့မွေးလမွေးချိန်မွေးတဲ့နေရာအတိအကျသိဖို့လိုအပ်ပါတယ်ဒါမှလည်းဇာတာရှင်တယောက်ရဲ့အစပြိုးတဲ့မွေးနေ့မွေးလမွေးရက်မွေးချိန်မွေးတဲ့နေရာအတိအကျကိုတက်ဖွဲ့ထားတဲ့တရိစကဇာတာတွက်ပြီးတော့ဟောပြောနိုင်မှာဖြစ်ပါတယ်တရိစကဇာတာတစ်စောင်ဖြစ်ဖို့ဆိုလို့ရှိရင်အချိန်နာရီမိနစ်ဒီနေရာအတိအကျလိုအပ်ပါတယ်အဲ့ဒါတွေထည့်သွင်းပြီးတော့တွက်ချက်ရတာဖြစ်ပါတယ်ဒါမှလည်းတိကျတဲ့ဇာတာတစ်စောင်ဖြစ်လာမှာဖြစ်ပါတယ်တိကျတဲ့ဇာတာဖြစ်လာမှာလည်းတိကျတဲ့ဟောကိန်းမျိုးထွက်လာမှာဖြစ်ပါတယ်ဇာတာရှင်ကာယကံရှင်ကမွေးနေတော့တည်တယ်မွေးတဲ့နေရာတော့သိတယ်မွေးအချိန်မသိဘူးဆိုလို့ရှင်ဒါတိကျတဲ့ဇာတာထွက်လာမှာမဟုတ်ပါဘူးတိကျတဲ့ဇာတာထွက်မလာတဲ့အတွက်တိကျတဲ့ဟောကိန်းမျိုးလည်းထွက်လာမှာမဟုတ်ပါဘူးဒါကြောင့်မလို့တိတိကျကျသိကျင်တယ်ဆိုလို့ရှင်တိတိကျကျအချက်လက်ပေးဖို့လိုအပ်ပါတယ်မွေးနေ့မွေးလမွေးရက်မွေးနာရီမွေးတဲ့အချိန်မိနစ်အတိအကျမွေးတဲ့နေရာအတိအကျပေးမှသာတိကျတဲ့ဟောခွင့်ဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့နက္ခတ္တဗေဒနက္ခတ်ဗေဒပညာဆိုတာတခြားဗေဒနဲ့မတူပါဘူးတောက်ကြသားသမီးဒီနှစ်ထဲမှာကံစာတာညံ့မယ်ကြာတာပရိသားသမီးဒီနှစ်မှာထီပေါက်မယ်ဒီလိုမျိုးမဟုတ်ပါဘူးဘာကြောင့်မဟုတ်တယ်လဲဆိုလို့ရှိရင်လူတစ်ယောက်နဲ့တစ်ယောက်ကံကြမ္မာမတူလို့ဖြစ်ပါတယ်အတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံအာကုသိုလ်ကံဟာယခုလက်ရှိဘဝမှာပြန်ပြီးတော့အကျိုးပေးပါတယ်ဒါကြောင့်မို့လို့လေတောက်ကြသားချင်းတူအောင်တော့ကံစာတာအကျိုးပေးခြင်းမတူပါဘူးတနင်္ဂနွေသားချင်းတူအောင်တော့စိတ်နေစိတ်ထားနဲ့အခြေခံအချက်လက်တွေမတူပါဘူးတချို့ကပြောကြတယ်အင်္ဂါသားဒေါသကြီးတယ်စနေသားတရှုထိုးလှုပ်တတ်တယ်တစွတ်ထိုးလှုပ်တတ်တယ်အဲ့လိုပြောကြပါသို့တော့ကျွန်တော်တို့နက္ခတ်ဗေဒပညာနက္ခတ္တဗေဒပညာမှာတော့အဲ့လိုမဟုတ်ပါဘူးစနေသားတိုင်းတစွတ်ထိုးမလှုပ်တတ်ပါဘူးအင်္ဂါသားတိုင်းလည်းဒေါသမကြီးတတ်ပါဘူးအဲ့တော့ပုဂ္ဂိုလ်တူမွေးဖွားတဲ့အချိန်မှာဒီပုဂ္ဂိုလ်ဟာဆိုလို့ရှင်သူမွေးတဲ့အချိန်မှာ
လက်ရယ်စမ်းရယ်စမ်းခေါ်တာတနင်းလာကျူပေါ့နော်လက်ရယ်တနင်းလာကျူရယ်တနင်းကနွေကျူရယ်ငွေခွေးနှက်ခတ်မိနေမယ်နောက်တစ်ခါအင်္ဂါကျူနဲ့စနေကျူတို့ပါလေအပြန်အလှန်ဆက်သွယ်မှုရှိမယ်နောက်တစ်ခါမူလဇာတာမှာဒီဇာတာရှင်မွေးဖွားတဲ့အချိန်မှာရာဟုကျူဟာဆိုလို့ရှိရင်စမ်းခေါ်တဲ့တလင်းလာကျူကိုဆက်သွယ်မှုရှိရင်တော့သေချာတယ်အဲ့ဒီဇာတာရှင်တယောက်ဟာဆိုလို့ရှိရင်ငွေခွေးလိုပဲငွေခွေးလိုပဲကြောက်စရာကောင်းတယ်ကောက်ကျင့်တတ်တယ်စိတ်မြန်လက်မြန်ရှိတယ်ဒေါသအလွန်ကြီးတယ်တစွတ်ထိုးလှုပ်လိုက်လှုပ်တတ်တယ်သူတခုခုလှုပ်ရှင်မဖြစ်မယ်နေဖြစ်အောင်လှုပ်တတ်တယ်သူလှုပ်ချင်တဲ့ကိစ္စရှိပြီဆိုလို့ရှင်ဘာကိုမှမမြင်တော့ဒီလိုမျိုးတွေရှိပါတယ်အထူးသဖြင့်မူလဇာတာမှာဇာတာရှင်မွေးဖွားတဲ့အချိန်မှာတနင်းလာကြိုကိုတနင်းလာကြိုရှိတဲ့နေရာကိုရာဟုဂျိုရဲ့ဆက်နွယ်မှုရှိမယ်ရာဟုဂျိုနဲ့တနင်းလာဂျိုနဲ့ကပူးမယ်သို့မဟုတ်တနင်းလာဂျိုကိုရာဟုဂျိုက9ရက်9ရက်အမြင်နဲ့မြင်မယ်ဆိုလို့ရှိရင်ဒီဇာတာသူ့ရဲ့ဆက်နွယ်မှုဖြစ်ပေါ်နေတဲ့ယာတီကိုအကြောင်းပြုပြီးတော့အခြေခံပြီးတော့ဒီဇာတာရှင်ဟာဆိုလို့ရှိရင်ကြည်ကြောင်ကြတတ်တယ်အလိုမကြတတ်ဘူးအကောင်းတဲ့အဆိုးမြင်တယ်အပြုတ်သဘောတဲ့အပြစ်သဘောကိုမြင်တတ်တယ်ဒီအမြင်မမှန်ဘူးပေါ့အဲ့တော့မြန်မာနိုင်ငံရဲ့ဇာတာမှာဆိုလို့ရှိရင်မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာနော်တခြားဇာတာတော့ကျွန်တော်မပြောလို့လွတ်လပ်ရေးဇာတာမှာလို့ဆိုလို့ရှိရင်လက်တီရှိတဲ့ယာတီကပြိဿာယာတီနောက်တစ်ခါသူကမူလဇာတာမှာရာဟုဂျိုကပြိဿာယာတီမှာရှိနေတယ်စမ်းခေါ်တဲ့တနင်္လာဂျိုကဆိုလို့ရှိရင်ကာယာတီမှာရှိတယ်အဲ့ဒီခါကျတော့ငကိုရဲကမှစမ်းရှိတဲ့ယာတီကိုရာဟုဂျိုရဲ့9ရက်အမြင်ရှိတယ်အဲ့ဒီခါကျတော့အတွေးခေါ်ယူဆတွေကတော်တော်များများတလွဲတွေဖြစ်သွားကြတယ်တော်တော်များများတွေကလှုပ်လိုက်လို့ရှိရင်တလွဲတွေတလွဲအယူအဆတွေတလွဲအတွေးခေါ်တွေအပြူသဘောမဆန်တဲ့အမြင်တွေရှိတတ်ကြတယ်အဲ့ဒါလေးတွေတွေးရတယ်ဒါကတော့ရေဘူးရာအဖြစ်ပြောတာပါအသေးစိတ်တွက်ကြည့်လိုက်လို့ရှိရင်တော့အသေးစိတ်ထွက်လာမှာပေါ့လေအဲ့တော့ဆိုလိုချင်တာကကြာတာပရိသမှစနေသားမှတနင်္ဂနွေသားမှမဟုတ်ဘူးကျွန်တော်တို့နက္ခတ္တဗေဒပညာရပ်မှာလူတစ်ယောက်ရဲ့မွေးချိန်မွေးလမွေးရက်မွေးတဲ့နေရာကိုမူတည်ပြီးတော့ကံကြမ္မာပြောင်းလဲသွားတတ်ပါတယ်။ဘာကြောင့်ပြောင်းလဲသွားလဲ။အတိတ်ကုသိုလ်ကံအာကုသိုလ်ကံတွေကြောင့်ယခုဘဝမှာကံစားတာကံကြမ္မာမတူကြဘူးပြောင်းလဲသွားတတ်ကြပါတယ်။အဲ့တော့တချို့တွေကမှားတဲ့ပြောရမလား။အယူအဆမှားလေးတွေအတွေးခေါ်မှားလေးတွေဘေးတင်နဲ့ပတ်သက်လို့နည်းနည်းလေးတွေတွေးရတယ်။ဘယ်မှာမှားလဲ။ကျမတို့ကတော့တူရာသီဝါပါကျမတို့ကတော့ကံရာသီဝါပါကျမတို့ကတော့ပြိဿာရာသီဝါပါကျွန်တော်တို့ကတော့မိန်ရာသီဝါပါစသဖြင့်ဘေရာသီအဖွာဘေရာသီအဖွာအဲ့လိုမျိုးလေးတွေပြောကြတယ်အဲ့တော့အဲ့ဒါမှန်သလားဆိုလို့ရှိရင်ရေဘူးရာအားဖြင့်တော့မှန်တတ်တယ်သို့တော့အသေးစိတ်အားဖြင့်မှန်ဘာကြောင့်လဲကျွန်တော်တို့ကရာသီတွေကိုရာသီ12ခုကိုကျွန်တော်တို့ကနက္ခတ္တဗေဒနဲ့တွက်မယ်ဆိုလို့ရှိရင်လက်ကိုအဓိကထားယူတယ်လက်တီရှိတဲ့ယာတီကအဓိကပဲဥမာအဖြစ်ဇာတာရှင်တယောက်ကရကယာတီလည်းဖြစ်တယ်ကရကယာတီဆိုတော့ဒါကရကကပဇွန်လုံးပုံတဏအဲ့တော့ခေါင်းမာတယ်အေးအေးဆေးဆေးနေထိုင်တတ်တယ်ဘယ်သူမှရမ်းမရှာဘူးသို့တော့ပဇွန်လုံးပုံတဏအတိုင်းပဲထိလိုက်ရင်တော့ပြန်ပြီးတော့ညှတ်တတ်တဲ့သဘောရှိတယ်အော်နောက်တစ်ခုကပြိဿာယာတီလက်ပြိဿာယာတီဆိုတော့ကင်မီကပုံတဏရှိတယ်အဲ့တော့ကင်မီကဆိုတာလည်းသူကလည်းအေးအေးဆေးဆေးသမားသို့တော့သူ့ကိုတော့မထီနဲ့တော့အထီပြန်ဆော်မှာပဲအဲ့လိုမျိုးလူတွေရှိတယ်ဘယ်နေရာမှာကွဲသွားလဲဆိုလို့ရှိရင်ပြိဿာယာတီလက်ချင်းအတူတူနက္ခတ်ပတ်ရည်နဲ့နဝင်းနဲ့ကွဲသွားတယ်တချို့ကပြိဿာလက်ဖြစ်အောင်တော့မဟုတ်မခံမဖြစ်ဘူးတချို့ကတော့မဟုတ်မခံတချို့ကတော့မဟုတ်မခံမဟုတ်ဘူးအဲ့ဒါဘယ်နေရာမှာကွဲသွားလဲဆိုရင်လက်ယာတီကတော့တူတယ်သို့တော့အန္တာစီးတဲ့နေရာမှာကွဲသွားတယ်အဲ့တော့ယာတီတရားဒီမှာ30အန္တာရှိတယ်နောက်တစ်ခါနက္ခတ်ပတ်ရည်က
နက္ခတ်ပိုက်နှလုံးနဲ့တစ်ပတ်နက္ခတ်တစ်လုံးမှာ၄ဘတ်ရှိတယ်ဆိုတော့ရာသီတစ်ခုမှာနက္ခတ်က9ပေါ့9ဘတ်9ဘတ်နှလုံးတစ်ပတ်ဆိုတော့9ဘတ်ပေါ့အဲ့လိုရှိတယ်နောက်တစ်ခါနဝင်းရလည်းရာသီတစ်ခုမှာ9နဝင်းရှိတယ်အဲ့တော့တရားသီမှာအသာ30နဝင်းရ9လုံးနက္ခတ်က9ဘတ်အဲ့ဒီပုံမှာခြေခံပြီးတော့လူတယောက်ရဲ့စိတ်နေစိတ်ထားကံကြမ္မာပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့တော့လက်တစ်ခုရဖို့ဆိုတော့အလွယ်တကူတက်လို့မရပါဘူးခက်ခဲတွေ့ယူပြီးမှဇာတာရှင်ရဲ့လက်ဆိုရဲလခါငယ်သက်ပေါ့အဲ့ဒါလေးကိုအဲ့ဂျိုလေးကိုရရှိတာဖြစ်ပါတယ်ဒါဇာတာရှင်တယောက်ရဲ့အသက်ပါပဲဒီလက်ကိုကြည့်ပြီးတော့ဇာတာရှင်ရဲ့အကောင်းကျိုးဆိုးကျိုးကိုဆုံးဖြတ်ရတာဖြစ်ပါတယ်အဲ့တော့လက်တစ်ခုတွက်မယ်ဆိုလို့ရှိရင်ဇာတာရှင်မွေးတဲ့နေရာမှာဖြစ်ပေါ်နေတဲ့နေသွားတက်ကာလကိုကြည့်ရတယ်နောက်တစ်ခါဇာတာရှင်မွေးဖွားတဲ့အချိန်ကိုကြည့်ရတယ်မွေးဖွားတဲ့ဒေသစံတော်ချိန်ဥပမာမော်လမြိုင်မှာဆိုလို့ရှိရင်တစ်မျိုးရန်ကုန်မှာဆိုလို့ရှိရင်တစ်မျိုးတောင်ကြီးမှာဆိုလို့ရှိရင်တစ်မျိုးမြေကြီးနားမှာတစ်မျိုးစစ်တွေတစ်မျိုးအဲ့လိုမျိုးကွဲပြားတယ်ဒေသစံတော်ချိန်ဟာတနေရာနဲ့တနေရာမတူဘူး။ဘာကြောင့်လဲဆိုတဲ့အခါကျတော့နေအောင်ကြီးနေမင်းကခေါင်းမောင်ရောက်တဲ့အချိန်မတူလို့နေမိုးတက်တဲ့အချိန်လည်းမတူကျွန်တော်တို့အရှေ့တိုင်းနဲ့အနောက်တိုင်းစံတော်ချိန်ကွာခြားချက်ရှိတယ်လို့ပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းစံတော်အချိန်ကွာခြားချက်ကတစ်မျိုးနဲ့တစ်မျိုး9မိနစ်လောက်ရှိတယ်10မိနစ်လောက်ရှိတယ်ကွာတယ်သို့တော့မြန်မာစံတော်ချိန်12နာရီထိုးပါပြီပေါ့နော်ရန်ကုန်မြို့မှာမြန်မာစံတော်ချိန်12နာရီဆိုပေမဲ့တောင်ကြီးမြို့မှာ12နာရီမဟုတ်သေးဘူးဒီလိုပဲကော့တောင်းမြို့မှာ12နာရီဆိုပေမဲ့မြေကြီးနားမြို့မှာ12နာရီဖြစ်ချင်းမှာဖြစ်မယ်နည်းနည်းလေးကွာသွားတယ်ဒေသစံတော်ကြီးကနည်းနည်းလေးကွာသွားတယ်ဒါတနေရာနဲ့တနေရာတီနေရာချင်းမတူလို့ location မတူလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ဆိုရဲဂျိုးအတွက်တွဲယူပုံအားဆိုလို့ရှိရင်လည်းဒေသစံတော်ကြီးကွာချက်ပေါ်မူတည်ပြီးတော့အနေထားပြောင်းလဲသွားတာကြာတာဖြစ်ပါတယ်တချို့အမွာဘူးမောင်နှမတွေညီအကိုတွေကံစားတတ်ခြင်းမတူဘာကြောင့်မတူလဲသူတို့ဟာဆိုလို့ရှိရင်ကြာတာပရိသဆိုလို့ကြာတာပရိသဖြစ်မယ်တောက်ကြတာဆိုတယ်တောက်ကြတာသမီးဖြစ်မယ်မွေးတဲ့နေရာလဲတူတယ်သို့တော့အပြင်ကိုရောက်လာတဲ့အချိန်ချင်းကမတူတဲ့အတွက်မူလဇာတာဖွဲ့ကြည့်လိုက်တဲ့အခါမှာလက်ချင်းတူအောင်တော့လက်ရာသီချင်းတူအောင်တော့ကံရာသီလက်မှာမွေးတယ်ပဲထားအောင်တော့နဝင်းချင်းကွာမယ်နက်ခတ်ချင်းကွာမယ်အဲ့ကွာချားပံကိုမူတည်ပြီးတော့အမွာညီကိုမောင်နှမပဲဖြစ်ပါစေကံစားတာမတူကြဘူးဖြစ်ပါတယ်ဒါတွေကတော့နက္ခတ္တဗေဒပညာရဲ့နည်းနည်းတဲ့အပိုင်းတွေဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကနက္ခတ္တဗေဒပညာဆိုတာလွယ်ကူတဲ့ပညာမဟုတ်ပါဘူးအချိန်ပေးပြီးတွဲရပါတယ်အသေးစိတ်စစ်ဆေးရပါတယ်စစ်ဆေးပြီးမှထွက်လာတဲ့ရလဒ်ကိုကြည့်ပြီးတော့ဟောပြောရတာဖြစ်ပါတယ်အဲ့တော့လွယ်ကူနဲ့လည်းဟောလို့မရပါဘူးအဲ့တော့လူတယောက်ရဲ့ကံကြမ္မာဆိုတာလည်းဒီလိုပဲတယောက်နဲ့တယောက်မတူတယောက်ကဒီချိန်မှာထီပေါက်ပေမဲ့တယောက်ကကျမ်းမာရင်ချိုရင်းရင်လည်းချိုရင်းမယ်နေသားချင်းဒူအောင်တော့တယောက်ကယာဒူးတက်မယ်တယောက်ကအလုပ်ပြုတ်မယ်အဲ့လိုမျိုးတစ်ချိန်နဲ့မှဖြစ်တတ်ပါတယ်ဒါတယောက်နဲ့တယောက်ကကံကြမ္မာမတူလို့ဖြစ်ပါတယ်အတိတ်ကအကုသိုလ်ကံမတူလို့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီကုန်းချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်နက္ခတ္တဗေဒပညာနည်းနည်းပါတယ်ခက်ခဲပါတယ်ခက်ခဲသလောက်နည်းနည်းသလောက်တန်ဖိုးလည်းရှိပါတယ်အကျိုးလည်းရှိပါတယ်အဲ့တော့နောက်ရက်များမှာဒီနက္ခတ္တဗေဒနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဆက်လက်ပြီးတော့တင်ပြအောင်မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်